နော်လောကလူတွေဟာကိုယ်စိတ်ကိုဆုံးမဖို့ရအတွက်ချွန်းကလေးတွေရှိဖို့လိုတယ်ပေါ့ဆင်ရိုင်းကြီးကိုဆုံးမတဲ့အခါမှာချွန်းနဲ့ထိမ့်ချုပ်တယ်လို့ပဲကိုယ်စိတ်ကိုလည်းပဲတစ်ခုခုနဲ့ထိမ့်ချုပ်ရမှာဖြစ်တယ်မထိမ့်ချုပ်နိုင်ဘူးဆိုလို့ရှိရင်ကောင်းရဖို့သူကတိကောင်းတဲ့အနေအထားမျိုးကိုဖြစ်လာနိုင်မှာမဟုတ်ဘူးဘာကြောင့်လို့ဆိုရင်လူစိတ်ဆိုတာဆိုးတယ်နော်ပါပတမေရမတိမနောမကောင်းတာဘောပဲပြောတယ်လူဟာမကောင်းတဲ့ဘက်ပဲစိတ်ဆိုတာပြောတယ်အဲ့ဒီဘက်မသွားအောင်စိတ်ဆင်ရဲကိုထိန်းချုပ်ဖို့ရအတွက်ကိုယ်တိုင်ချွန်းဆိုတာယောနိသောမနတိကာရဆိုတဲ့ဆင်ញင်တတ်တဲ့ချွန်းလေးတစ်ခုကင်ထားရမှာဖြစ်တယ်အေးငါအခုလိုမိုက်နေလို့ရှိရင်တန်တရားထဲမှာလူပြန်ဖြစ်ဖို့မပြောနဲ့နော်တန်တရားဝကဒီနောက်ဘဝငရဲမကြရင်ကောင်းတော်သေးတယ်လူပြန်ဖြစ်ဖို့ဆိုတာအလုံးကိုခဲရင်တယ်မကောင်းတာတွေလုပ်နေလို့ရှိရင်ငါဆင်းရဲဒုက္ခနဲ့ကြုံရမယ်ဆိုတာတွေကိုတွေးလိုက်တာဒါဆင်ကိုချွန်းအုပ်တယ်လို့ပဲကိုယ်စိတ်ဆင်ရိုင်းကိုချွန်းအုပ်ရကောင်းတဲ့ဘက်ကိုလောဘတွေသိကြည့်နေအေးမင်းဘယ်လောက်ပဲလောဘကြီးကြီးသေတော့အကုန်ထားခဲ့ရမှာနော်လောဘတွေနဲ့ရှာမယ်ဒေါသတွေနဲ့မောဟတွေနဲ့ကုသိုလ်ကောင်းမှုမလုပ်ဖြစ်ဘူးဆိုရင်ဒီလိုနေလို့ရှိရင်ငါဟာဘဝကူးကောင်းမှာမဟုတ်ဘူးကြမ်းမာနေတဲ့အချိန်မှာတရားအားထုတ်မှပဲဆိုတဲ့ဒီအတွေးတွေဟာဆင်ကိုထိမ့်ချုပ်တဲ့ချွန်းတဖွဲအလားတရံတူတယ်ပေါ့ကိုယ်စိတ်လေးကိုအဲ့ဒါလိုစဉ်းစားပြီးတော့ချွန်းပမာအသုံးချတယ်ဟောဒီမထေမြတ်ဟာတမင်မာကြီးသာတန်ရောစဉ်သမိတန်ရောစဉ်နဲ့တခြားကိုမသွားနိုင်ပဲနဲ့အစာငတ်ခံပြီးဆင်းရဲဒုက္ခရောက်နေတယ်လို့အဲ့ဒါကိုသူကဒါဟာတန်ရောစဉ်ဂျိုးရဲ့နှောက်ယှက်မှုကြောင့်ဒီလိုဒုက္ခတွေခံရတာတန်ရောစဉ်ဂျိုးရှိသမျှလူတိုင်းဟာဒုက္ခခံရမှာဖြစ်တယ်ဆိုတာကိုသူ့စိတ်ကိုသူ့ဘဝကိုဒီလိုတန်ရောစဉ်တွေထားနေမယ်ဆိုရင်တန်တရားဝကလွတ်မှာမဟုတ်ဘူးလို့စိတ်အားတွေတင်းပြီးတော့ဝိပဿနာတရားထုတ်တာသူ့စိတ်ကိုချွန်းနဲ့အုပ်တယ်လို့ဒီလိုရေးတယ်နော်အဲ့ဒါလို့အားထုတ်လိုက်တဲ့အခါမှာတန်ဃာရခိတမထေရယဟန္တာဖြစ်သွားအဲ့ဒါလို့ယဟန္တာဖြစ်သွားတဲ့အခါမှာသူနဲ့အတူပါလာတဲ့ကိုတော်ကိုကြည့်အဲ့ဒီကိုတော်ကြတော့တောရကြောင်းလာပြီးသူနဲ့အတူတရားအားထုတ်တော်လဲပဲပေါ်ပေါ်နေပေါ်ပေါ်စားနော်ပြောသလိုတောထဲမှာနေတောရဆောက်တည်တယ်ဆိုတဲ့အတိုင်းပဲသူကဒီတရားကိုအချိန်ပြေးအားထုတ်တာမဟုတ်ဘူးသူကတော့ဆွမ်းခံရလာပြီးပြန်လာဆွမ်းစားတယ်အိတ်တယ်နော်တောထဲမှာပန်းအလှတွေလျှောက်ကြည့်တယ်တရိษံကလေးတွေတွေ့ရင်ကြည့်တယ်လိုက်ပြီးတော့ခုခေတ်ဆိုရင်တော့လေတယ်လီဖုန်းလေးနဲ့နေမှာပေါ့နော်ဖုန်းလေးနဲ့အဲ့ဒီမှာလိုက်ရိုက်နေမှာပဲသေးချတယ်ဘယ်လောက်ဆယ်ဗီဆွဲလိုက်မလဲမသိဘူးတော်ထဲမှာအဲ့ဒါလို့နေမှာပေါ့အဲ့ဒီကိုတော့အဲ့ဒါလို့ပဲပေါ်ပေါ်နေပေါ်ပေါ်စားဟိုကိုတော်ကတော့သမင်မာကြီးကိုကြည့်ပြီးတော့ဒီတန်တရားဝကလွတ်ယုံလိုက်တာယဟန္တာဖြစ်သွားသူနဲ့ဖော်လိုက်လာတဲ့ကိုတော်ကတော့ပေါ်ပေါ်နေပေါ်ပေါ်စားတာတွေ့ရတဲ့အခါမှာသူတငယ်ချင်းသူ့ရဲ့အဖော်ယဟန်ကိုတတိပေးတဲ့နေနဲ့သူပြောခဲ့တဲ့အမှတ်တရစကားလေးဟာအားလုံးအတွက်တန်ဖိုးကြီးတယ်ပေါ့နော်အဲ့တော့သူပြောခဲ့တဲ့အမှတ်တရစကားဟာသူ့အဖော်ယဟန်ကိုတတိပေးဆုံးမတဲ့စကားလေးပဲဖြစ်တယ်နနုနာယံပရဟိတပရမဟိတနုကံပိနောရဟောကတောအနုဝိခနေတိသာသနာယထာယံယထာဟယံဝိဟရတိပါကတိန်တရိယောမိခိယထာတရုဏစာတိကဝနေသူပြောချင်တဲ့စကားလေးကဘာတော့ဆိုလို့ရှိရင်အဲ့ဒီကိုတော်ရဲ့အခြေအနေကိုကြည့်ပြီးတော့သူကဘာပြောတော့ဆိုမြတ်စွာဘုရားကိုယ်တိုင်မြတ်စွာဘုရားရဲ့ခုံးကိုသူထုတ်ဖော်ပြီးတော့ပြောတဲ့နေရာမှာပရမဟိတနုကံပိမြတ်စွာဘုရားဟာတရားတွေကိုအကောင်းဆုံးအကျိုးစီးပွားကိုဖြစ်ထွန်းစေတတ်တယ်အကောင်းဆုံးသောအကျိုးစီးပွားကိုအကျိုးစီးပွားနဲ့တရားတွေကိုဆုံးမသွန်သင်တတ်တယ်ပရမဟိတဆိုတာအကောင်းဆုံးအကျိုးစီးပွားဆိုတာဘာတုံးလို့မေးမယ်ဆိုရင်နိဗ္ဗာန်ကိုရချောင်းဖြစ်တဲ့ဝိပဿနာကျင့်စဉ်တရားပဲဖြစ်တယ်ပေါ့နော်ပရမဟိတလောကမှာ
ပညာတတ်ချင်ရင်ဘာလို့ပညာကြိုးစားရစီးပွားဥစ္စာတိုးတက်ချင်ရင်စီးပွားကြိုးစားရှာရတယ်ကျမ်းမာခြင်းကျမ်းမာအောင်ခရူးဆိုင်ရတယ်လုံလဝိရိယဆိုတာကြိုးစားအထောက်အဲ့ဒါတွေကဟိတလို့ခေါ်တယ်ဟိတဆိုတာတမန်အပြင်ဟိတတွေကလူဘဝမှာချမ်းသာကြွယ်ဝအောင်ပစ္စည်းဥစ္စာပေါ်အောင်ပညာတတ်အောင်ကျမ်းမာအောင်ဒါတွေကလူတွေအတွက်ဟိတပဲကောင်းကျိုးချမ်းသာတယ်မြတ်စွာဘုရားကအဲ့ဒီဟိတတွေတဲ့တာလွန်တဲ့ဟိတမျိုးပေါ်ပေါက်အောင်ဆုံးမတာဘာတော့ဆိုရင်လူတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့လောဘတွေဒေါသတွေမောဟတွေမာမနတွေအိတ်တာတွေမစ္စရိယတွေဆိုတဲ့အကုသိုလ်စိတ်အညစ်အကြေးတွေကိုကင်းစေတတ်တဲ့နိလန်ဝိပဿနာကျင့်စဉ်တရားသီလကျင့်မှုသမာဓိကျင့်မှုဝိပဿနာကျင့်စဉ်ကျင့်မှုအဲ့ဓာတွေနိလန်ပေးပြီးတော့လူတွေကိုဆုံးမခဲ့တာဖြစ်လို့ပရမဟိတနုခံပြီးလူတွေကိုအကောင်းဆုံးနည်းနဲ့ကျင့်နာတရားတနာထားတော်မူခဲ့တယ်လို့ဆိုလိုတယ်ပေါ့နော်အကောင်းဆုံးသောအကျိုးစီးပွားကိုဖြစ်ထွန်းစေခဲ့တယ်တော့နိဗ္ဗာန်လောက်ကောင်းတဲ့အကျိုးစီးပွားဆိုတာပဲရှိတယ်စီးပွားဥစ္စာပတ်စံပေးတာတာမန်စီးပွားပဲပညာတတ်အောင်လုပ်ပေးတယ်တာမန်စီးပွားပဲအိမ်မရှိလို့အိမ်ဆောက်ပေးမယ်တာမန်စီးပွားပဲဖြစ်တယ်ပေါ့တာမန်ကဲ့တင်မှုသာဖြစ်တယ်မြတ်စွာဘုရားရဲ့ကဲ့တင်မှုကြတော့အိုခြင်းကလည်းလွတ်ကင်းရမယ်နာခြင်းကလည်းလွတ်ကင်းရမယ်သိခြင်းကလည်းလွတ်ကင်းသွားတန်တရားဝဆင်းရဲတွေကလွတ်ကင်းသွားတဲ့နိလန်းနဲ့တရားတွေကိုတနာဆောင်ရှောက်လို့မြတ်စွာဘုရားကိုပရမဟိတနုခံပြီးနော်ဒါကြောင့်မို့အကောင်းဆုံးသောအကျိုးစီးပွားဖြင့်တနာတော်မူတတ်တဲ့မြတ်စွာဘုရားရဲ့သာသနာတော်ကိုတဲ့အဆုံးအမတရားတော်တွေကိုဒီကိုယ်တော်ဟာမစင်စားဘူးထင်ပါရဲ့မစင်စားပဲနေပုံရတယ်ပေါ့မြတ်စွာဘုရားကအကောင်းဆုံးနိလန်းနေဟောပေးထားတာအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတို့ကလွတ်ကင်းရာဖြစ်တဲ့လွတ်ကင်းကြောင်းဖြစ်တဲ့ဝိပဿနာကျင့်စဉ်တရားကြီးကိုဟောကြားဆုံးမပေးထားတဲ့အဆုံးအမတွေကိုသူဟာထဲ့ပြီးတော့မစင်စားဘူးတဲ့ဒီလိုအကောင်းဆုံးအခြေအနေတစ်ခုကိုရောက်အောင်သူစ조사ဖို့စိတ်ကူးတဲ့တောင်ထဲ့ဖို့မရဘူးဒါကြောင့်မို့လို့တထာဟယံဝိဟရတိပါကတိတရိယောဒါကြောင့်ဒီကိုယ်တော်ဟာနော်စိတ်လွတ်လက်လွတ်တော်ထဲမှာနေခြင်းသလိုနေနေတာဖြစ်တယ်ပါကတိတရိယာဆိုတာမျက်စိကိုလည်းမထိန်ချုပ်ဘူးနော်အမြင်ကိစ္စကိုလည်းမထိန်ချုပ်ဘူးအမြင်ကိုထိန်ချုပ်တယ်ဆိုတာဘာလဲမျက်စိကနေကြည့်ပြီးတော့လောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်ရတယ်နားကအတန်ကြပြီးလောဘမဖြစ်အောင်ဒေါသမဖြစ်အောင်ထိန်ဒီကိုယ်တော်ကတော့တောထဲမှာအလှပဟူသည်များလိုက်ကြည့်တယ်အလှပတွေစူးစီးတယ်ကြားတွေချင်းသေးတွေနဲ့တွေ့ရင်သူကကြောက်တယ်ဒေါသတွေဖြစ်တယ်နော်အဲ့ဒါလို့ဆိုတော့သူဟာအိန္ဒိယကိုထိန်းချုပ်တာတခုမှမရှိဘူးပဂတိအနေထားတိုင်းအိန္ဒိယပဂတိအနေထားတိုင်းသူဟာခရုမဆိုင်ဘူးလို့သူ့ရဲ့အနေထိုင်ဟာပေါ်ပေါ်နေပေါ်ပေါ်စားအနေထိုင်မျိုးကြီးဖြစ်နေတယ်ဘာနဲ့တူးနေတယ်လဲလို့ဆိုလို့ရှိရင်သူ့ရဲ့နေတာခြုံပုတ်ထဲကတမင်မကြီးနဲ့အလားတန်တူးနေတယ်ပေါ့တမင်မကြီးဟာဒီတန်းငယ်သမီးငယ်တန်ရောစင်နဲ့ပဲသူဟာနေထိုင်ပြီးတော့သူ့ဘဝအရေးကိုဘာမှမစင်စားသလိုပဲသူဟာတန်ရောစင်နဲ့နေထိုင်သလိုဒီကိုယ်တော်ဟာလည်းပဲတန်တရားအရေးတွေကိုဘာတစ်ခုမှမစင်စားပဲနဲ့နေနေတာဟာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုသူဟာထည့်သွင်းပြီးတော့မစင်စားလို့ပဲဖြစ်လိမ့်မယ်နော်အခုလိုတိတ်ဆိတ်ငြိမ်သက်တဲ့တောရကိုရောက်လာတဲ့အခါမှာတတိကြီးစွာထားပြီးတော့ဝိပဿနာတရားကိုကြိုးစားအထောက်ရမယ်အစားသူဟာကြိုးစားအထောက်မှုမရှိဘူးတဲ့ဒီတမင်မကြီးရဲ့စိတ်ထားမျိုးလိုပဲသူဟာတရားအထောက်လို့တဲ့စိတ်မရှိဘဲနဲ့တောထဲမှာပျော်သလိုနေတန်ရောစင်တပိတန်ရောစင်နဲ့ဒီလိုမခွဲနိုင်မခွာနိုင်အနေထားမျိုးနဲ့သူဟာလည်းပဲတောထဲမှာတောတွေတောင်တွေရှုခင်းနေတဲ့ဒါတွေနဲ့ပဲပြောနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒါကြောင့်မို့သူဟာမြတ်စွာဘုရားရဲ့အဆုံးအမကိုခေါင်းထဲမှာထည့်သွင်းစဉ်းစားဖို့မရဘူးဆိုတာလေးကိုတွေးတောပြီးတော့အဲ့ဒီမထေကိုဆုံးမတယ်အဲ့ဒါလို့မနေနဲ့ကိုတော့နေလို့ရှိရင်ဘာမှအကျိုးရမှာမဟုတ်ဘူး
မြတ်စွာဘုရားဆုံးမတဲ့အတိုင်းဝိပဿနာတရားကိုကျင့်ကြံကြိုးကိုအထောက်အမှာဖြစ်တယ်ဆိုတာကိုဆုံးမသွန်သင်လိုက်တဲ့အခါမှာအဲ့ဒီကိုယ်တော်ကလည်းတတိတရားရပြီးတော့ဝိပဿနာတရားကိုကြိုးစားအထောက်တဲ့အခါမှာသူလည်းပဲယဟန္တာဖြစ်ကိုရောက်သွားတယ်တဲ့ဒီဇတ်လန်းလေးကိုအဲ့တော့တန်ခါရကိတမထေရမြတ်ရဲ့အမတ်တရစကားဟာအလွန်မြင့်မြတ်တဲ့အကျိုးစီးပွားနဲ့တရားတွေကိုကတင်ဆောင်ရှောက်တော်မူတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုဒီကိုယ်တော်ဟာလစ်လျူရှုထားတယ်မစင်စားဘူးဒါကြောင့်မို့လို့သူဟာတိတ်ဆိတ်ငြိမ်သက်တဲ့တောအရာမှာတဲ့ပြောသလိုအိန္ဒိယတွေကိုထိန်းချုပ်မှုမရှိဘဲနဲ့ပြောသလိုနေခဲ့တယ်ဟောဒီခြုံပုတ်ထဲကသမင်မာကြီးလိုပဲတောကတွေဖြစ်လိုက်တဏှာတန်ရောစဉ်တွေဖြစ်လိုက်တဲ့ဒီလိုနေတာလို့အဲ့ဒါလို့ဒီလိုနေမယ်ဆိုရင်တန်တရားတွေကလွတ်မှာမဟုတ်ဘူးလို့တတိပေးဆုံးမခဲ့တာပဲဖြစ်တယ်